အဲ့တော့ဘုန်းကြီးတို့စာပေများမှရှိတယ်မင်းဆိုတာလဲမင်းကျင့်ဖို့ရှိရတယ်လူဆိုရင်လဲရှင်ဆိုရင်လဲယဟန်ဆိုရင်လဲယဟန်တို့မြည်ဒီမှာယဟန်ကျင့်ဖို့ကိုကျင့်မှဘာလို့ခေါ်ယဟန်လို့ခေါ်တယ်ဟုတ်တယ်မဟုတ်လားသင်္ကန်းပါထားဖို့နဲ့ယဟန်ခေါ်မလားယဟန်တို့ရဲ့ကျင့်ဖို့ကိုကျင့်မှဘာလို့ခေါ်လဲယဟန်ရှင်တို့ရဲ့ကျင့်ဝတ်ကိုကျင့်မှရှင်လူတို့ရဲ့ကျင့်ဝတ်ကိုကျင့်မှလူလို့ပြောတယ်မိဘကျင့်ဝတ်သာသမီကျင့်ဝတ်ဆရာကျင့်ဝတ်ရှင်ကျင့်ဝတ်မရှိဘူးလားထိုနည်းတူစွာမဲ့ရာဇဓမ္မလို့ခေါ်တဲ့မင်းတို့မြည်ဒီမှာလဲတိုင်းပြည်ကိုအုပ်ချုပ်လို့မင်းလုပ်ပြီဆိုရင်တိုင်းပြည်အုပ်ချုပ်လို့မင်းလုပ်ပြီဆိုရင်မင်းကျင့်တရားနဲ့ညီအောင်ကျင့်မှမင်းနဲ့ဘာနဲ့ညီအောင်ကျင့်မှမင်းလို့ခေါ်ကိုက်တံမြည်လို့ရှိရင်မင်းကျင့်တရားဘဏ္ဍပါရှိဒုံလို့ဆိုတော့ပရိသတ်ဒါနံသီလံပရိစ္ဆာကံဣဇဝမတဝံတပံအကောဒံအဝိဟိန်သင်္စခန္ဓိစအဝိရောဒနံမင်းတို့မြည်ဒီမှာတဲ့တစ်အလှပေးရမယ်ဘာလို့ရမယ်တဲ့လေဒါနံအလှပေးရခြင်းဒီ၎င်းသီလ၅ပါးသီလနဲ့ပြည့်စုံရခြင်းဒီ၎င်းနံပါတ်3ပရိစ္ဆာကံအမှုထမ်းတို့အားလာစရိတ်ခါပေးရမယ်နောက်တကနံပါတ်4ဣဇဝံရိုးသားဖြောက်မှရမယ်မင်းဆိုတာမလိန်ရဘူးမကောက်ရဘူးမညစ်ရဘူးရိုးသားဖြောက်မှရမယ်တဲ့မတ္တဝံသာယာနူးညံ့စွာပြောဆိုတတ်ရမယ်မင်းတို့ရဲ့နှုတ်ပြားကထွက်လာတဲ့စကားဟာသာယာရမယ်နူးညံ့ရမယ်တပံကျင့်သီလတို့ကိုချိုးချံစွာစောင့်သုံးရခြင်း၎င်းဒီသတ္တေမင်းကျင့်တရားတွေကိုဘုရားရှင်ကိုတော်မြတ်ကဒီမှာပြောနေတယ်အကောဒံစအမျက်မထွက်ရခြင်းဒီ၎င်းဝါဒေါသမကြည်ရခြင်းဒီ၎င်းအဝိဟိသာတိုင်းသူပြည်သားတို့ကိုမနှိပ်စက်ခြင်းရခြင်းဒီ၎င်းခန္တီဇာတိခံရခြင်းဒီ၎င်းအဝိရောဒနံတိုင်းသူပြည်သားတို့ရဲ့သဘောထားနဲ့မဆန့်ကျင်ရခြင်းဒီ၎င်းဣတိဤသို့ကဓတ္တရာဇဓမ္မေမင်းကျင့်တရား10ပါးဟု၍ဘဂဝါဘုရားရှင်ကိုရောမြတ်ကဝေါစာကောင်းစွာမသွေဟောကြားတော်မူလိုက်ပါပေသတည်း